မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ကိုစိုးကြီးကာရှီရိုနီယာနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီမှာ hybrid လေးနှစ်စီးကျွန်တော်ရောင်းပေးမယ်ဒီဘက်ကတော့ဒါ Honda Insight 1000တန်းလေးဖြစ်ပါတယ်ခင်ဗျာ National အလေးနဲ့ရမယ်ဒီဘက်တော့ဒါ Honda Civic လေးပါခင်ဗျာနော် Civic လေးကတော့ Eden Y ညံလေးနဲ့ရမယ်ခဲအောင်လေးရမယ်အဖြူအောင်လေးရမယ်ခင်ဗျာဒီချင်းကြီးလေးဒါအတွင်းကန်းလေးတွေရော model grade လေးတွေကျွန်တော်ပြောပေးမယ်ခင်ဗျာစီသားတက်တာတဲ့ကားလေးလိုချင်နေဆိုရင်တော့ Honda Civic လေးနဲ့ Honda Insight လေးရှိပါမယ်ခင်ဗျာဒါကားလေးရဲ့ပတ်လေးလေးပါခင်ဗျာဘယ်ကောင်နိုင် insight လေးရပဲကျွန်တော်စပြပေးလိုက်တော့မယ်ဒီကောင်လေးကတော့1000တန်းလေး model လေးလည်းမြင့်မယ် national အန်လေးခင်ဗျာနော်2 လေးနဲ့ရအောင်မယ်ခင်ဗျာနေပြီးတော့ license လေးနဲ့ပါခင်ဗျာဒီလေးကတော့ဒါ1280မှ8သိန်းပပညှိနှိုင်းရောင်းချပေးမယ် line တန်းကတော့ဒါ2029လောက်ကြီးကျန်ဦးမယ်ခင်ဗျာနော်2029 3လပိုင်းလောက်ကြီးကျန်ပါဦးမယ်ရိုးစစ်တိုက်ခိုက်ဖောက်ဆုပ်ဖြတ်ဆက် WRTA မှတ်တမ်း100ခန်းတောင်းယူပြီးရောင်းပေးမှာဖြစ်ပါတယ်ခင်ဗျာတွင်းကန်းလေးလည်းပြပေးမယ်ပါးချမ်းမီလေးဖြစ်မယ်ဒီကောင်လေးကရိုးရိုးကြီးပဲခင်ဗျာနော်ဒါလေးကတော့ကားလေးရဲ့တွင်းကန်းလေးပါခင်ဗျာ CRM ဘောလုံးအပြည့်ပါမယ်နော်ဒီဘက်မှာ Aircon Digital လေးဖြစ်ပါမယ်ခင်ဗျာ Android TV လေးတွေပြန်တက်ပေးထားပါတယ်ထိုင်ကုန်လေးလည်းတတ်မှာပဲထိုင်ကုန်အမဲလေးနေပါနော်နောက်ခန်းလေးလည်းပြပေးမယ်ခင်ဗျာဒါကတော့နောက်ခန်းလေးပါခင်ဗျာ1980မှ8သိန်းငွေချမ်းလဲတဲ့ကြီးကြအားလုံးရပါမယ်ခင်ဗျာဒါလေးကတော့ Honda Insight ရဲ့နောက်ခန်းလေးပါခင်ဗျချိတ်တီ sport တွေအားလုံးမှန်နေပြရပါမယ်ခင်ဗျနောက်ကာကိုစပီလေး Insight ကြီးရကျဲပါတယ်ခင်ဗျအကြီးကျစိတ်ဝင်စားတဲ့ customer တွေအတွက်ကတော့ကနဦးကိုကားရဲ့တန်ကြီးတဝက်ပေးသွင်းပြီးတော့အကြီးကျရောက်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ဈေးလေးပြန်ပြောရမယ်1000တန်း Honda Insight G grade national 1280မှ8သိန်းပါခင်ဗျဒီဘက်က Honda Civic လေးကတော့2006လေးဖြစ်ပါမယ်ဈေးတက်နဲ့စီးကျင်နေဆိုရင်တော့ဒီကောင်လေးရှိမယ်990မှ8သိန်း M8 grade 2006လေးဖြစ်ပါမယ်ခင်ဗျ EN1 ညံ Music တက်ခက်ဖို့ဆိုချက် WRD မှတ်တမ်း100ခန်းတောင်းယူရတယ်ခင်ဗျ IM လည်းစစ်ဆေးနိုင်တယ်လို့ကာညနာမှာလည်းတရားဝင်စစ်ဆေးနိုင်ပါတယ်ခင်ဗျဒီကောင်လေးကတော့ Android TV လေးပြန်တက်ဆင်ပေးရမယ် Aircon Digital လေးဖြစ်ပါမယ်ခင်ဗျထိုင်ကုန်လေးတွေလည်းတတ်ပါမယ်နော်တော့ IM ဆိုစီစားတက်တာလေးနဲ့စီးလေးရပါမယ်ခင်ဗျဒါရအတွင်းရန်လေးပါခင်ဗျနောက်ဖုန်းလေးလည်းဖွင့်ပြပေးမယ်အေးဝယ်ယူမယ်ဆိုရင်တော့စိတ်ကြိုက်စစ်ဆေးပြီးမှဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ IMA ဘိုင်းရောကညနာဘိုင်းရောစိတ်ကြိုက်စစ်ဆေးပါခင်ဗျာနော်ရေမှန်ကန်နဲ့စာအုပ်မှန်ကန်နေဆိုမှဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာက Honda Civic လေးက2006ဖြစ်မယ်998သိန်း M8 grade လေးပါခဲအောင်လေးရမယ် Insight လေးက1280မှ8သိန်း1000တန်းလေးကိုရမယ်ခင်ဗျာကားလေးတွေစိတ်ဝင်စားတဲ့ဆက်သွယ်ပြီးမြဲကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်3996646599ကိုဆက်သွယ်ပြီးမြဲနိုင်ပါတယ်ခင်ဗျာကိုရန်ကိုကြားလာရှိနေဆိုရင်တော့အရှိတကုံ9ရက်ကွက်ရာသားတွေ1 way လမ်းမပေါ်မှာချီရမှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့ကစတမာတူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်လည်ဆုံနေကြပါမယ်ခင်ဗျာကျွန်တော်တို့ကိုခံပါ